But at your channel ကို subscribe လေးနှုတ်ထားပြီးတရားအသစ်များကိုနာယူပွားများနိုင်ကြပါစေ ကံကံ၏အကျိုးကိုတိတိကျကျရှင်းပြပေးတော်မူပါဘုရားလို့မိထားပါတယ် ကျွန်တော်ဒါဘာခေါ်လဲဆိုတော့ရေများရေနိုင်မီးများမီးနိုင်ဆိုတော့မြန်မာစကားပုံရှိတယ်လေအဲ့တော့မီးတွေတအားတောက်နေတဲ့ဥစ္စာကိုတောင်းရေလေးနည်းနည်းပွားသွားဖြန့်လဲမရအောင်မီးအားကြီးနေတာကိုအဲ့လိုပဲပင်လယ်ပြင်ကြီးမှာသွားပြီးတော့မီးတွေသွားရှို့လဲမရအောင်မီးကငြိမ်သွားမှာပဲရေများရေနိုင်မီးများမီးနိုင်နောက်တစ်ခုရှိတယ်လေမီးခဲပြာဖုံးဆိုတာလည်းရှိတယ်နော်အောက်မှာမီးခဲတွေရှိတယ်အပေါ်ကပြာတွေဖုံးနေတော့မပူဘူးသိမ့်မပူဘူးအဲ့တော့ပြာရဲ့ဥမာလူတယောက်ကပြာဖုံးနေတဲ့မီးကြီးခဲကိုနင်းလိုက်တယ်ချက်ချင်းမလောင်ဘူးဘာလို့ပြာခံနေတဲ့အတွက်ကြောင့်အဲ့ပြာကိုကြော်သွားပြီးခါမှာအပူထံကရောက်လာတာအဲ့ဒီတိုင်းပဲသူကကုသိုလ်နဲ့အကုသိုလ်ရဲ့သဘောတရားကအကုသိုလ်အရန်အားကြီးနေတဲ့အချိန်မှာသူကကုသိုလ်ကအကျိုးပေးခွင့်မရအောင်နော်ဘာလို့တော့အကုသိုလ်တွေကပိတ်ထားတာအောင်မလာအောင်လို့နော်အဲ့တော့ပဲကုသိုလ်တွေဒီလုတ်ပြီးတော့အကျိုးပေးနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းအကုသိုလ်ကဝင်ခွင့်မရပြန်အောင်အဲ့တော့ခုနကသူပြောတဲ့စကားထဲမှာအကုသိုလ်တွေအများကြီးလုတ်ပလိုက်မယ်ပြီးရင်ကုသိုလ်နဲ့ပြန်ဖုံးမယ်ဆိုတာအဲ့ဒီအကုသိုလ်အများကြီးလုတ်ပြီးတော့အကျိုးပေးတဲ့အချိန်မှာကုသိုလ်တွေကမရောက်တော့မှမသိတော့ဘူးအဲ့တော့ဆိုတော့ကအကုသိုလ်တွေကအကျိုးပေးတဲ့အချိန်မှာဘယ်တော့ပုံမှန်လဲဟုတ်လားအဲ့တော့ကုသိုလ်နဲ့အကုသိုလ်ဘသူကအရင်စောစောအကျိုးပေးမလဲဆိုတာလည်းမသိနိုင်ဘူးဟုတ်လားတဘဝလုံးမှာလူတယောက်ဒီကုသိုလ်လည်းလုပ်မယ်အကုသိုလ်လည်းလုပ်မယ်အဲ့ဒီနှစ်ခုမှာအားပြိုင်နေတယ်အများနဲ့ဟုတ်လားအဲ့တော့အကုသိုလ်များသလားကုသိုလ်များသလားတေခါနီးမှာဘာကိုဦးဇင်းတို့အာယုံပြုဆွဲမလဲဟုတ်လားတေခါနီးမှာကောင်းတဲ့အာယုံကိုဆွဲမလားမကောင်းတဲ့အာယုံကိုဆွဲမလားဘယ်သူမှအမှမခံနိုင်အဲ့ကြောင့်မသေးချာတဲ့အတွက်ကြောင့်ဦးဇင်းတို့ကကုသိုလ်များများလုပ်ဖို့မြတ်စွာဘုရားတိုက်တွန်းတာလကားမဟုတ်ဘူးဘာပြောအကုသိုလ်နဲ့ကုသိုလ်ဟာအများနဲ့အားပြိုင်နေတယ်အဲ့တော့တေခါနီးမှာသာဦးဇင်းတို့အကုသိုလ်ကိုအာယုံပြုပြီးတည်သွားခဲ့မယ်ဆိုလို့ရှိရင်အကုသိုလ်အကျိုးပေးပြီးသားမှတ်အဲ့ဆိုအဲ့ဒီအကုသိုလ်တွေကဘယ်တော့ကုန်မှာလဲမသေးချာဘူးတခါတလေအကြောင်းမတိုက်ဆိုင်လို့ရှိရင်အတိတ်ဘဝကလောက်ခဲ့တဲ့အကုသိုလ်တွေပါဝင်ပြီးအကျိုးပေးတော့တာတော့ချောက်သူကဟုတ်တော့ဆယ်ကန်ကြီးရှိတယ်ရေမြောက်ဖောက်ပေးတာနဲ့အတူတူပဲပစ္စုပန်လောက်လိုက်တဲ့အကုသိုလ်ကအရင်ဘဝကလောက်ခဲ့တဲ့အကုသိုလ်ဝင်ခွင့်ပေးလိုက်တာနဲ့အတူတူပဲနော်အဲ့ဒါဦးဇင်းတို့အကုသိုလ်တစ်ခုကကျိုးပေးခွင့်ရလိုက်ပြီဆိုတာနဲ့နောက်6အကုသိုလ်တွေဝင်တော့တာပဲဟိုကန်ဆုံးမသွားတဲ့ရမိုးလိုက်လို့ရွာဆိုတာမျိုးလေအဲ့တဘောအဲ့တော့အဲ့ဒီအကုသိုလ်တွေကုန်ပြီဆိုတဲ့ခါကျမှကုသိုလ်လှည့်ကရောက်မှာအဲ့တော့အဲ့ကုသိုလ်ဘယ်တော့ရောက်လာမှာလဲမသေးချာဘူးဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကမသေးချာတဲ့အကုသိုလ်ကိုမလုပ်ခိုင်းမနဲ့ကုသိုလ်တွေကများဖိလုပ်ခိုင်းတာဒါပေါ့ပြောတာနော်သေချာအောင်လို့အဲ့တော့ကုသိုလ်တွေအများများနေတဲ့ပုဂ္ဂိုလ်ဆိုရင်တေဂာနီးမှာတော်ရုံအကုသိုလ်တေးလေးတွေအာယုံမှာပေါ်လာမှာမဟုတ်ဘူးအဓိကတေဂာနီးဂတိနမိတ်အရေးကြီးတယ်နော်တေဂာနီးမှာဦးဇင်းတို့ကောင်းတဲ့နမိတ်အာယုံယူနိုင်ခဲ့တယ်ဆိုရင်ကောင်းအောင်ရောက်မှာမကောင်းတဲ့အာယုံယူရင်မကောင်းတဲ့အာယုံရောက်မှာတချို့ကပြောတယ်လေတဘွားလုံးအကုသိုလ်လုပ်မယ်တေဂာနီးမှာတရားနှလုံးသွင်းမရနိုင်ဘူးလားလို့ပြောတယ်တကယ်ရနိုင်ခဲ့တော့ကောင်းတာပေါ့လို့နော်တကယ်ရနိုင်ခဲ့ရင်ကောင်းဒါပေမဲ့မဖြစ်နိုင်တဲ့ဥစ္စာအဲ့ဒါကတတလုံးအကုသိုလ်လုပ်လာပြီးခါမှာတေဂာနီးမှာတရားနှလုံးသွင်းမှတော့မဖြစ်နိုင်လုံးဝမဖြစ်နိုင်တဲ့ကိစ္စဘာတော့တဘွားလုံးလှုပ်လာခဲ့တဲ့အကုသိုလ်တွေကဒီတိုင်းမနေဘူးသူစိတ်ကိုလုံးဝနှောက်ယှက်နေမှာလေတေဂာနီးမှာ automatic ကိုသူလှုပ်ခဲ့တဲ့ဥစ္စာတွေကပေါ်လာမှာတခြားဘောဂတိနိမိတ်တွေကမ္မနိမိတ်တွေပေါ်လာမှာအဲဆိုရင်သူတရားအာယုံဘလို့မှနှလုံးပြုလို့မရဘူးဒါကြောင့်ကုသိုလ်များများလှုပ်ထားတဲ့ပုဂ္ဂိုလ်ကတကူးတကအာယုံပြုစရာမလိုဘဲနဲ့အလေးကျင့်ဖြစ်နေတဲ့အတွက်ကြောင့်သူ့ဟာသူအလိုလိုအာယုံမှာကောင်းတဲ့အာယုံတွေပေါ်လာမှာဒါကြောင့်ကျွန်တော်မကောင်းမှုတွေလုပ်ပြီးတော့ကုသိုလ်နဲ့ဖုံဖို့ကြိုးစားမယ်ဆိုရင်မဖြစ်နိုင်ဘူးနော်မဖြစ်နိုင်ဘူးရှင်မကံအကြောင်းနဲ့ပတ်သက်ပြီးတော့တစ်ချက်မေးချင်လို့ပါဗျာတပည့်တော်တို့လူကြီးမိဘတွေအမြဲတမ်းဆုံးမရပါတော့အမြဲတမ်းသိခံပေါ့ခန္ဒီဖះကလည်းတပည့်တော်စာတင်လိုက်တဲ့အချိန်မှာခန္ဒီပရမတ္တဘောတိဋ္ဌိခါပေါ့အဲ့လိုမျိုးပဲခဏကြာပါနော်တပည့်တော်အခုလိုဒီခေဆိုးစနစ်ကြိုးနဲ့ကြုံလာလည်းပဲတပည့်တော်တို့အကုသိုလ်ကံကြီးလို့အကုသိုလ်ကံကြီးတဲ့အတွက်သိခံဆိုတပည့်တော်တို့အဲ့သိခံတဲ့အခါကျတော့တပည့်တော်တို့ရဲ့ကြိုးစားခြင်းစိတ်တွေဆောင်ရွက်ချက်တွေကဘယ်လိုခေါ်မလဲအားနည်းကုန်တယ်ပေါ့ရှင်အဲ့ဒါကြတော့တပည့်တော်ဖះဒါဆိုရင်တပည့်တော်တို့ကြီးလိုက်မယ်ဆိုရင်နိုင်ငံခြားမှာပဲသိပ္ပံပညာရှင်တွေဆိုတာပေါ်ထွန်းနေဗျဒီမြန်မာပြည်မှာစွန့်ဦးတူထင်မှုတွေဆိုတာလည်းမရှိဘူးဗျကြိုးစားမယ်ဆိုလည်းမင်းကံရှိသလောက်ပဲရမှာပါမင်းကံဘယ်လိုခေါ်မလဲအတိတ်ကံအားကောင်းမှသာဒီပြစ္ဆုတ်ပံမှာအကျိုးပေးမှာပေါ့အဲ့လိုမျိုးပြောတော့တပည့်တော်ကံကမသိဘူးဗျမသိပေမဲ့လည်းဒီအတိတ်ကံကိုပဲမှီပြီးတော့လုပ်ရမယ်ဆိုတော့အခွင့်အရေးတွေပါကြုံရင်လည်းပဲမစွန့်စားကျင်တော့ဘူးတပည့်တော်တို့မချမ်းသာတော့ပါဘူးဆိုတဲ့ပုံစံဖြစ်တယ်ပေါ့ရှင်ဒါဆိုရင်တပည့်တော်ဘယ်လိုမျိုးဆောင်ရွက်တင်လဲဆိုတော့ရှင်မိတ်ကြပေးပါဗျာသိခံတယ်ဆိုတာကမနိုင်လို့သိခံတာလည်းရှိတယ်နော်ကိုမနိုင်တဲ့ခါကျတော့ငါသိခံလိုက်ပါမယ်ကွာသမု့သူကဒီလိုပါဘာပဲလို့သူများကိုစော်ကားတာကိုငြိမ်နေရမှာလားလို့နော်တကယ်တော့အဓိကတော့အဲ့ဒါဆိုတော့မြတ်စွာဘုရားလက်ထက်မှာလည်းပြဿနာဘောင်းဆုံးဘုရားကြုံပါတယ်အဲ့တော့ဖြည့်ရှင်းလို့ရတဲ့ကိစ္စဆိုဖြည့်ရှင်းခိုင်းပါတယ်မြတ်စွာဘုရားကဘူတံဘူတတော်နော်ဘူ
ဘူတံဗုဒ္ဓတော်ပရိဇာနိတက်ပံအဘူတံအဘူတာတော်နေပေတိတက်ပံဆိုပြီးတော့ဒီတိလက်ခံပါဠိတော်ထဲမှာဘုရားဟောတယ်အဘူတံအဘူတာတော်ဆိုတာမဟုတ်တာကိုမဟုတ်ဘူးလို့နေပေတိတက်ပံဖြစ်ရှင်းပေးရမယ်နော်တစ်ဖက်သားကိုစော်ကားလာတယ်ပုတ်ခတ်လာတယ်ဆိုရင်ကိုအဲ့ဒါကိုအကျိုးတင်အကြောင်းတင်ရှင်းပြပေးရမယ်အဘူတံအဘူတာတော်နေပေတိတက်ပံနော်အဲ့လိုရှင်းပြလို့မှသူလက်မခံဘူးဆိုရင်တော့ကိုယ့်ဘက်ကတိခံပြီးနေုံပဲဘာလို့လက်မခံရခေါင်းလားဆိုဒေါနဲ့မော်နဲ့သွားမလုံးနဲ့လေမင်းလက်ခံမလားမခံဘူးလေပဲသွားဖင်းနေတယ်လေဟုတ်လားငါပြောတာအမှန်ကွာလက်ခံကွာဆိုပြီးသွားလို့မရအောင်တိခံဆိုတာအဲ့ဒါပြောတာနော်ကိုယ့်ဘက်ကအကျိုးတင်အကြောင်းတင်ရှင်းပြခွင့်ရှိတယ်ရှင်းပြရမယ်သက်စာပြလည်းရှင်းပြတိုက်တွန်းထားပါတယ်အဘူတံအဘူတာတော့နေပေတိတက်ပံမဟုတ်ဘူးဆိုတာမဟုတ်တာကိုရှင်းပြဘူတံဗုဒ္ဓတော်ပရိသန္တိဟုတ်တယ်ဆိုရင်လည်းဟုတ်တယ်ဝန်ခံလိုက်မြတ်စွာဘုရားကနော်ဟုတ်တယ်ဆိုရင်လည်းဟုတ်တယ်လို့ဝန်ခံလိုက်မဟုတ်ဘူးဆိုရင်လည်းမဟုတ်ဘူးဆိုတာကိုရှင်းပြနော်ဒါပညာရှိတွေရဲ့လမ်းကြောင်းပဲအဲ့လိုရှင်းပြလို့မှဆက်ပြီးတော့သူကကိုယ့်ကိုစော်ကားတော့မှပြမနေမှဆိုကိုယ်သိခံရုံမှရှိတော့တာလေမြတ်စွာဘုရားလည်းအဲ့ဒီလမ်းကြောင်းကိုကျင့်ခဲ့တာပဲဘုရားကိုမျိုးစုံဆွဆွဲကြတယ်ဘာလဲဆိုတော့လက်လက်ပါပေါ်အောင်ကျင့်နေတယ်လို့ဘာလဲမုတ်ဆိုးမဖြစ်အောင်ကျင့်နေတယ်ဘာလို့ဘုရားကတရားဟောတော့အားတွေအိမ်ထောင်ယောက်ျားတွေကသာသနာ့ဘဝဝင်ကုန်တော့အမျိုးသမီးတွေကစိတ်တူတာပေါ့အမျိုးသမီးတွေကဘုရားကိုမကျင်တာဘူးဘာလို့လဲဆိုတော့ငါတို့ကမုတ်ဆိုးမဖြစ်အောင်လုပ်တာအဲ့တော့ဘုရားကိုဆွဆွဲကြတာလေအဲ့မြတ်စွာဘုရားယဟန်တော်တွေဆိုလည်းမျက်နှာပူတယ်ဆွမ်းခံသွားပြီဆိုဝိုင်းပြောကြတယ်ဆွမ်းခံသွားပြီဆိုရင်အဲ့တော့ယဟန်တွေကလျှောက်ကြတယ်မြတ်စွာဘုရားအဲ့တော့မြတ်စွာဘုရားကပြန်ဖြေရှင်းခိုင်းပါတယ်နော်အကျိုးကြောင့်ငါတို့ဟာဓမ္မနဲ့အညီလူတွေကိုယဟန်ခွင့်ပြုတာယဟန်ပြုတာပါမတော်မတရားဆွဲဆောင်ပြီးတော့ယဟန်ခံခိုင်းတာမဟုတ်ပါဘူးဆိုတော့ဘုရားကပြောပြဆိုတော့အဲ့လိုမျိုးအကျိုးတင်အကြောင်းတင်ပြောပြတယ်ပြောပြလို့မှမရဘူးဆိုရင်ဘုရားကသိခံလိုက်ဘာမှသူတို့ကိုရန်ရှာစရာမလိုရန်ဖြစ်စရာမလိုငင်းခုန်စရာမလိုဘူးဆိုပြီးတော့ဘုရားပြောချင်တာအဲ့ဒါပြောတာနော်ငင်းခုန်ဖို့မဟုတ်ဘူးရှင်းပြဖို့ပဲဟုတ်ပြီနော်။ဒါကြောင့်ဦးဇင်းတို့ကရှင်းပြခွင့်ရှိတယ်ရှင်းပြရမယ်ရှင်းပြသင့်တယ်။ဒါပေမဲ့ရန်ဖြစ်ဖို့မဟုတ်ဘူးငင်းခုန်ဖို့မဟုတ်ဘူးနော်။အဲ့ဒါကိုဘုရားပြောတာပါနော်။ရှင်မြတ်ဝရိယပိုင်းဆိုင်ရာမှာရှင်မြတ်တပည့်တော်လူငယ်တွေလူကြီးတွေကလည်းကံရဲ့အကျိုးနဲ့ပဲဖြစ်တယ်ပေါ့။ဒါဆိုရင်ဘုရားဝရိယပိုင်းဆိုင်ရာမှာဘယ်လိုတွေများဟောပြောထားရရှိဝရိယထုတ်ကိုထုတ်ရမှာနော်။ကောင်းတဲ့အလုပ်ဆိုလို့ချင်းအယိုးအသားအသွေးကြံအောင်အထုတ်မြတ်စွာဘုရားအကုသိုလ်ဖြစ်တဲ့အလုပ်သာမြတ်စွာဘုရားမလုပ်ခိုင်းတာလေကုသိုလ်ဖြစ်မဲ့အလုပ်ဆိုရင်အထုတ်နော်ကုသိုလ်ဖြစ်မဲ့အလုပ်ဆိုလို့ရှိရင်လုပ်တာလို့အတ္တကိလမထမဟုတ်ဘူးတချို့ကအတ္တကိလမထပြောတယ်မဟုတ်ဘူးကုသိုလ်ဖြစ်တဲ့လုပ်ငန်းဆိုရင်အယိုးကြီးကြီးအရေးခံလုပ်ရတယ်အဲ့တော့စီးပွားရေးလုပ်ငန်းကမလုပ်ပါဘူးလားလို့မေးရင်ဥစဉ်တကဟောဖို့ပါတယ်စီးပွားရေးလုပ်တယ်ဆိုတဲ့နေရာမှာတချို့ကလောဘဖြစ်တယ်လို့ပြောကြတာလေမဟုတ်ဘူးသူကကုသိုလ်ဖြစ်အောင်စီးပွားရေးလုပ်တယ်ရှိရလေစီးပွားရေးလုပ်တဲ့အခါမှာဦးဇင်းတို့ကာမဂုဏ်အာယုံကိုတောင်းတပြီးလုပ်တဲ့စိတ်နော်ကာမဂုဏ်အာယုံကိုတောင်းတပြီးလှုပ်တဲ့စိတ်ကိုမှဒါလောဘစိတ်လို့ခေါ်တာစီဝါရေးလှုပ်တဲ့အခါမှာကာမဂုဏ်အာယုံမဟုတ်ဘဲနဲ့ကိုဒီစီဝါရှာမှရမှတာလျင်သာသနာကိုငါတို့လှူနိုင်မယ်ပရဟိတတွေငါတို့လုပ်နိုင်မယ်ဆိုတာကိုသုံးဆွဲဖို့ကိုဗရဏမထားဘဲနဲ့ဒါအော်တိုမက်ပါပြီးသွားပြီနော်ဒါကျွဲကူရေပါဆိုသလိုလေကိုသုံးဆွဲဖို့ကိုခေါင်းထဲမှာမထည့်ဘဲနဲ့ဒါငါတို့ငွေချနိုင်မှတာလျင်ပရဟိတလုပ်နိုင်မယ်နော်အမျိုးဘာသာသာသနာကိုငါတို့ထောက်ပံ့နိုင်မယ်ကူညီနိုင်မယ်ဒုက္ခရောက်သူတွေကိုငါတို့နော်ကူညီပေးနိုင်မယ်နောက်မိသားစုတွေကိုငါတို့ကျွေးမွေးနိုင်မယ်ပေါ့ဒီလိုမျိုးကုသိုလ်စိတ်နဲ့နော်ဒါကုသိုလ်စိတ်လို့ခေါ်တယ်အဲ့ဒါစိတ်နဲ့စီးပွားရေးလုပ်မယ်ဆိုတော့ဆရာပြလောက်ကောင်းနေတာကောင်းတဲ့လုပ်ငန်းပဲမချောတော်လုံးလားဝိရိယလောက်ရမှာပဲလေဥဋ္ဌာဏတမ္မတာလို့ခေါ်တယ်လေအဲ့ဒါမြတ်စွာဘုရားကိုယ်တိုင်ကကြီးပွားကြောင်းတရားထဲမှာဥဋ္ဌာဏတမ္မတာစူးစမ်းလုံးလားဝိရိယနဲ့ရှိပြီးတော့ရမယ်ဆိုတော့တိုက်တွန်းထားပြီးသားပဲနော်အဲ့တော့လောဘနဲ့စီးပွားချတယ်ဆိုတာကလှူဖို့တန်းဖို့မပါဘူးပရိုက်တာလို့ဖို့မပါဘူးရသမျှအားလုံးကိုသုံးဖို့ကိုစိန်ခံဖို့တော့ပဲသုံးအဲ့ဒါမျိုးဆိုရင်တော့ဒါလောဘလို့ခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ခုနဒုက္ခရောက်သူတွေကိုကူညီဖို့သာသနာကိုထောက်ပံ့ဖို့ဆိုတဲ့စိတ်နဲ့လုပ်နေတဲ့စီးပွားရေးကတော့ဒါလုပ်တင်တဲ့စီးပွားရေးပဲလေအဲ့ဒါမျိုးကျတော့လုပ်တင်တဲ့ဒီအားကျိုးမှန်တယ်လုပ်တင်တာပဲဘုရားကဒါဝိရိယနဲ့ပတ်သက်ပြီးတော့စူးစမ်းဖို့တော့ဘုရားဟောတာပါအကုသိုလ်ဖြစ်တဲ့ဝိရိယကိုဒါဘုရားမကြိုက်တာလေပယ်တာပဲ